စွမ်းပြေအောင်ပါပဲဗျာဟုတ်လားဗျာတာလိုက်တာဟာလေဒီကလေးကိုမြင်တော့ဟုတ်ကဲ့ခုနပဲတော့ခုနပဲတော့ဘလုံးလို့နေလို့ဘာလဲအောင်လဲရောစွမ်းပြေအောင်လည်းမြင်တော့ကလေးတော့ကိုရဲချေတဲ့ကိုသားလေးဟုတ်ကဲ့ပြပြစိန်တွေတော့သတိရတယ်ဟုတ်ပြပြစိန်နဲ့ခက်စစ်စိန်ဟုတ်ကဲ့ကူလာအဲ့ဒီကလေးနဲ့လေဟုတ်တယ်ကျွန်တော်ရုပ်ရှင်ဘိုးချေတဲ့မှာပြပြစိန်ဆိုတဲ့မင်းသားလေးတယောက်ရှိတယ်အဲ့ဒီကလေးကကိုရဲကတော့တူတယ်ကိုရင်မှာဖော်တဲ့သားလိုပဲအရင်ချေရ